ဒီနေ့ဒီချဲစီမှာ Patchwork ကိုမှဝါသနာပါတယ်ဆိုတဲ့သူတွေအတွက်ကိုဒီချဲသင်တန်းလေးတွေဖွင့်ထားတဲ့အကြောင်းကိုလာပြောပြပေးမယ်ဒီနေ့ကတော့စနေဖြစ်တဲ့အတွက်ဝမ်းဆောင်ဖြစ်တဲ့အတွက်စီမွန်းမှာလို့ပြောပြခြင်းနဲ့ခရမ်းရောင်ပေါ့လေနော်စနေနေ့ဆိုရင်ခရမ်းရောင်အမှတ်သားရှိပါတယ်သူတို့ကနေ့ရက်တိုင်းကိုအယောင်လေးတွေနဲ့သတ်မှတ်ထားခြင်းဖြစ်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့အခုဒီမှာဒီချဲရဲ့ဟလာဒီ Patchwork ကိုမှတကယ်ကိုဝါသနာပါတယ်ဆိုတဲ့သူတွေအတွက်ပေါ့လေနော်အဲ့ဒီမှာဒီချက်အခြေခံကနေစပြီးတော့တဆင့်ချင်းကိုသင်ပေးထားတဲ့သင်တန်းလေးတွေရှိတယ်ဒီအိတ်ကလေးဆိုလို့ရှိရင်ဒီချက်တို့ကဒါအခြေခံ Patchwork အခြေခံသင်တန်းဆက်ချုံနဲ့ဆက်တာပါနော်ဒီဟာလေးကဒီချက်ကတဝဲပိတ်စနဲ့တဝဲရကန်းပိတ်စနဲ့ချုပ်ထားခြင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တဝဲရကန်းသူလေးရှိတယ်သူ့စီကိုဒီချက်ဒီရကန်းပိတ်ကလေးတွေကိုမှားလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီမှားလိုက်တဲ့ပိတ်စလေးတွေနဲ့ဒီချက်သင်တန်းမှာလည်းချုပ်ပြထားခြင်းဖြစ်ပါတယ်ပေါ့လေနော်ဆိုတော့ဒါလေးကလည်းသူကတကယ်ချစ်ဖို့ကောင်းတယ်ဒီဇိုင်းလေးကလူငယ်တွေလည်းကြိုက်တယ်လူကြီးတွေလည်းကြိုက်တယ်ပေါ့လေနော်ဒီချက်အရင်တုန်းကဒီဂျပန်ပိတ်နဲ့လည်းချက်ချုပ်ခဲ့ပူးတယ်ဂျပန်ပိတ်အဝါလျာပိတ်စာအမျိုးအစားပေါ့အဲ့ဒါနဲ့ချက်အထူးသဖြင့်သူကဘာလဲဆိုတော့ဒီအိတ်ကလေးကသူကပြောင်လေးတွေကပို့လှတယ်အခုဒီရကန်းတပွဲရကန်းပိတ်ကလေးဆိုလဲသူကပြောင်မဟုတ်ပေမဲ့လို့သူကအရန်ကိုလှတယ်တွေ့လားနော်ဒီအိတ်ကလေးဆိုရင်ဒီချက်ကိုလာဝယ်တယ်ချက်မရောင်းဘူးဘာကြောင့်လဲဆိုတော့ဒါလေးကဒီချက်သင်တန်းအတွက်ချုပ်ပြပေးထားတဲ့အတွက်ချက်အမှတ်တရအမြဲတမ်းတင်ထားခြင်းဖြစ်ပါတယ်ခါလေးဒီချက်ကိုယ်တိုင်လည်းလွယ်တယ်ပေါ့လေနောက်တစ်ခုကကြတော့ချက်တို့ဒီ block တွေဆက်တာဝါသနာပါတဲ့သူပေါ့အဲ့ block တွေဆက်တဲ့ခါမှာဒီချက်ကဒီ lock cabin design နဲ့ဟိုချက်ကကြောပိုးအိတ်ကိုတင်ထားပေးခြင်းဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီချက်ကဟိုးတစ်ချိန်ဒီချက်သင်ခါစားအချိန်မှာဒီချက်ဒီ lock cabin နဲ့ချုပ်ထားတဲ့ကြောပိုးအိတ်ကိုအရန်ကြိုက်ခဲ့တာဒါပေမဲ့အဲ့ဒီအချိန်မှာဒီချက်တင်လို့မရသေးဘူးဘာကြောင့်လဲဆိုတော့ဒီချက်ဆဆချင်းသေးလေးကနေစရတဲ့အတွက်ကိုဒီချက်ကိုဒီကြောပိုးအိတ်ကိုပေးမတင်ပါဘူးအိတ်ကြီး2အိတ်3အိတ်လောက်ချုပ်ပြီးတဲ့အချိန်ကျမှတို့ပေးတင်တယ်နော်အဲ့တော့ဒီချက်ပြောပြချင်တာကဒါလေးကဒီချက်ကအရန်ကြိုက်ခဲ့တဲ့အတွက်ဒီချက်ကိုယ်တိုင်လည်းဟာလာဒီဟာလေးကိုကြောဖို့အိတ်ချုပ်ခဲ့တယ်ဒါလေးကသူကဒီအနောက်မှာလည်း zip ပါတယ်နော်ဒီအရှိအဖုံးမှာလည်း zip ပါတယ်နော်အထဲမှာလည်းချက်တို့ကဒီမှာကျဝန်းရှိတယ်ပေါ့နော်ဆိုတော့ဒီ style လေးကလည်းပြောရမယ်ဆိုလို့ရှိရင်ဒီချက်ကိုယ်တိုင်လည်းကြိုက်လို့ယနေ့အထိချက်ဘယ်သွားဘယ်လာလွယ်တယ်နောက်တစ်ချက်ကလည်းဒီချက်တို့ဒီလူငယ်လေးတွေလည်းကြိုက်ကြတယ်ပေါ့နော်အဲ့တော့စောကဒီချက်ဒီတဝဲရကန်းပိတ်ဝယ်ပေးတယ်တင်တန်းသူညီမလေးမချိုကဆိုလို့ရှိရင်သူကဒီကြောဖို့အိတ်တင်တန်းကိုတက်ပြီးတော့သူ့ရဲ့တဝဲရကန်းပိတ်နဲ့သူချုပ်ထားပြီးတော့သူတို့အခုနိုင်ငံခြားခီးသွားတဲ့အချိန်ကြတော့ဒီကြောဖို့အိတ်ကိုသူတို့လွယ်သွားတာဒီချဲရဲတဲ့အရန်စင်ပြေတာပဲတဲ့ဒီကြောဖို့အိတ်ထဲမှာတဲ့အဝတ်အစား2စုံလောက်ကိုထည့်လို့ရတယ်တဲ့ဆိုတော့သဘောကျတာပေါ့နော်သူတို့ဆိုတော့အဲ့တော့ဒီချက်ပြောချင်တာကတော့ဒီအိတ်ကလေးကတော့နည်းနည်းလေးလူငယ်ဆန်တဲ့အတွက်ဒီချက်တို့ဒီလူငယ်ပိုင်းလေးတွေလွယ်ချင်းနဲ့သိကျင်နေဆိုရင်တော့ပို့အဆင်ပြေတယ်အဲ့ဒါတကယ်လို့လူကြီးတွေကြတော့လေဟလာမိမိရဲ့သမီးတွေသားသမီးတွေကိုပဲဖြစ်ဖြစ်ဟလာတူမမြီးတွေပဲဖြစ်ဖြစ်ချုပ်ပြီးတင်ပြီးတော့ချုပ်ပြီးလို့လည်းရတယ်လို့ဒီချက်ကပြပြခြင်းပါတယ်ဒီပိတ်ကလေးကတော့ဒီချက်ကဒါကဂျပန်မိုဒါပိတ်ဗျောင်လေးတွေနဲ့ချက်ချုပ်ထားခြင်းဖြစ်ပါတယ်เนาะဒီမှာเนาะဒီဂျပန်မိုဒါပိတ်ကလေးတွေကသူကမိုဒါပိတ်မှာသူကအမေရိကန်ရှိတယ်ဂျပန်ရှိတယ်တရုတ်ကထုတ်တဲ့အတုရှိတယ်အဲ့တော့တရုတ်ကထုတ်တဲ့အတုဗျောင်တွေလည်းရှိပေမဲ့လို့ဒီချေတို့ဒီဂျပန်ဗျောင်ပိတ်စအယောင်အသွေးကိုတော့သူတို့ရှင်လို့မရအောင်ဆိုတာတော့လက်တွေ့ပဲဘာကြောင့်လဲဆိုတော့ဒီချက်တရုတ်ကထုတ်ထားတဲ့အဲမိုဒါအတုလေးတွေကိုလည်းဝယ်ပြီးတော့ဒီချက်တချို့အိတ်ကလေးတွေချုပ်ထားတယ်စမ်းသပ်ပြီးတော့ပေါ့လေနော်ဒါပေမဲ့တကယ်ဒီအယောင်နဲ့လာရှင်လိုက်တဲ့အခါကျလုံးဝရှင်လို့မရအောင်ဆိုတာပြပြချင်တာပါနော်အဲ့တော့ဒါလေးကကြောဖို့အိတ်ပေါ့လေနော် lock cabin နဲ့ပတ်သက်ပြီးတော့နောက်တစ်ခါ lock cabin နဲ့ပတ်သက်ပြီးတော့ဒီချက်တို့နည်းနည်းလူကြီးဆန်ဆန်လေးပေါ့လူကြီးဆန်ဆန်အိတ်ကလေးကလည်းဒီမှာဒီချက်မဆာကိုဝါကယမဆီယာမာကြီးဂျပန်ဆီယာမာကြီးရဲ့ပိတ်စကော်တွန်ပိတ်စလေးတွေနဲ့ချက်ချုပ်ထားခြင်းဖြစ်ပါတယ်အဲ့တော့သူကလည်းဒီမှာဟလာအရှိမှာတော့သူကအပြည့်ချုပ်ထားတယ်ဒါပေမဲ့အနောက်မှာကျတော့ဒီချက်ကဒီအောက်ဖက်မှာကဒီချက်ဇစ်ထည့်ခြင်းနဲ့တယ်လီဖုန်းထည့်ဘာထည့်အဆင်ပြေဖို့အတွက်ဒီအပေါ်ရန်လေးလောက်ပဲဒီချက်ထည့်ထားပေးခြင်းဖြစ်တယ်အဲ့တော့တင်တန်းမှာလည်းဒီအတိုင်းပဲတင်ပေးထားခြင်းဖြစ်တယ်အဲ့တော့ဒီဘေးကကြတော့လေဒီချက်ကဒီမှာဟလာဒါကဒီချက်ကလေသားဥစ္စာကိုဒီချက်တတ်ထားတာတင်တန်းမှာကြတော့ဒီချက်ပိတ်စနဲ့ဘယ်လိုလုပ်လဲဆိုတာလေးကိုသင်ပေးထားခြင်းဖြစ်တယ်ဒါလေးကတော့ဒီချက်တို့အိတ်လည်းကြီးတယ်ဘယ်သွားဘယ်လာဒီချက်တို့အတွက်လေးစာတန်းဘာညာခီးသွားလဲအရန်ဆင်ပြေတယ်ပေါ့လေနော်အဲ့လိုချုပ်ထားခြင်းဖြစ်တယ်အဲ့တော့ဒါလေးကတော့နည်းနည်းဟိုလူကြီးဆန်ဆန်လေးနဲ့နည်းနည်းဟိုဘယ်လိုခေါ်မလဲလူကြီးဆန်ဆန်ဆိုရင်တော့မှလေဒီချက်ပြပြမယ်တချို့လူငယ်ပိုင်းတွေမှာလည်းဒီ
ဒီလိုမျိုးလေးတွေကိုဒီလို throwback လေးတွေကိုသူတို့ကြိုက်ကြတယ်ပေါ့လေနော်အဲ့တော့ဒီသင်တန်းလေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းလာတက်လို့ရတယ်အဲ့ patchwork နဲ့ပတ်သက်တာကတော့တစ်ချက်ကဒီမှာသင်တန်းတွေဖွင့်ထားတဲ့သင်တန်းတွေအကုန်လုံးကိုတစ်ချက်ပြောပြပေးခြင်းဖြစ်တယ်ဘာကြောင့်လဲဆိုတော့မိမိစိတ်ကြိုက်ရွေးလို့ရအောင်ပေါ့လေနော်နောက်တစ်ခုကဒါလေးကတော့တိတ်မကြခင်မှပြီးသွားတယ် patchwork flower လို့ခေါ်တဲ့အိတ်ကလေးပေါ့နော်ဒီအိတ်ကလေးကလည်းပြောရမယ်ဆိုလို့ရှိရင်ဒါသူကလူငယ်ရောလူကြီးရော style လေးနဲ့သူသွားလို့ရတယ်အိတ်ကလေးကသူ4000လေးနဲ့ပေါ့နော်ကျတို့ဘေးမှာလည်းအိတ်ပါတယ်အနောက်မှာလည်းဒီမှာ zip ပါတယ်ပြီးတော့အရှိကကြတော့ဒီချက်ကဒါလေးက patchwork flower နဲ့ဒီချက်တင်ထားပေးခြင်းဖြစ်ပါတယ်ဒီပိတ်စလေးကတော့ဒီချက်ကAmerican Batik ပိတ်စလေးတွေနဲ့ဒီချက်ချုပ်ပြထားခြင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီချက်အရင်တုန်းကချုပ်ခဲ့တာကဂျပန်ပိတ်နဲ့ချုပ်ခဲ့တယ်ဒါပေမဲ့ဒီအမေရိကန်ပိတ်နဲ့ချုပ်လိုက်ရင်အယောင်ဘလို့ထွက်လာမလဲဆိုတာလေးကိုသိချင်တဲ့အတွက်ဒီချုပ်လိုက်တဲ့ဟာလေးတွေကဒီပိတ်စတွေကိုအမျိုးမျိုးစမ်းသပ်ပြီးချုပ်တယ်ပေါ့လေနော်ဒါပေမဲ့လို့ဒီအမေရိကန်ပါတိတ်ပိတ်စကသူကအဓိကစက်ချုပ်ကအဓိကကောင်းတယ်လက်ချုပ်နဲ့အတွက်ကြတော့နည်းနည်းလေးခက်ခဲတယ်ဘာကြောင့်လဲဆိုတော့ဒီအတိုင်းကိုချုပ်ထားတဲ့အတိုင်းကိုတင်နန်းသူလေးတယောက်ကဒီချက်စီမှာလာပြီးတော့ဒီအမေရိကန်ပါတိတ်ကိုဝယ်ခြင်းပါတယ်တဲ့ဒီချက်မရောင်းဘူးလို့ပြောလိုက်တယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒီချက်ကိုယ်တိုင်လက်ချုပ်နဲ့တင်ပေးတဲ့အချိန်မှာဒီပါတိတ်ကလေးအမေရိကန်ပါတိတ်ကလေးတွေကလက်ချုပ်မှာဘယ်လောက်ထိခက်ခဲလဲဆိုတာလေးကိုချက်ကိုယ်တိုင်သိရတယ်နော်။တကယ်တော့ပြောရမယ်ဆိုလို့ရှိရင်ဒီပါတိတ်အဆင့်လေးတွေကလေသူကနှစ်ဖက်လှရှိတယ်။အဲ့ဒီနှစ်ဖက်လှကသူကချယ်တို့ကဘာချုပ်လဲဆိုတော့ချယ်ကအဓိကချုပ်တာ stained glass ကိုချုပ်တယ် stained glass မှာသူကချယ်တို့ဒီပုံစံလေးတွေအမျိုးမျိုးကိုအယောင်သွေးတောက်ပဖို့အတွက်ကိုချယ်တို့ကအဲ့ဒါကြောင့်မလို့ stained glass မှာဆက်နဲ့ချုပ်ရတဲ့အတွက်ချယ်တို့ကဒီ American Batik ကိုဆက်ချုပ်နဲ့ချုပ်ခြင်းဖြစ်တယ်ဒါပေမဲ့ဒီပန်းပွင့်လေးတွေချုပ်တဲ့အချိန်ကျတော့ချယ်ကဒါလေးကိုသမင်ငါတစ်ချက်လက်ချုပ်နဲ့ပဲချုပ်ကြည့်တယ်လက်ချုပ်နဲ့ချုပ်ကြည့်တဲ့အခါကျတော့သူကဘယ်လိုပြောမလဲဒီချယ်ဗမာလိုသိမပြောတတ်ဘူးရိုးရင်းလိုကဒန်းလို့ခေါ်တယ်ကဒန်းဆိုတာနည်းနည်းမာတယ်ပေါ့နော်ပိတ်သားမာတယ်လို့ပြောရမယ်ပေါ့နော်အဲ့ပိတ်ကတော့သူကနှစ်ဖက်လှဆိုပြီးပိတ်သားလေးကနည်းနည်းမာကောက်ကောက်ရှိတော့ကျတို့လက်ချုပ်ကြတဲ့အခါကျနည်းနည်းလေးခက်ခဲတော့တော်ယုံလူကစိတ်မရှိလို့ရှိရင်ချုပ်လို့မရဘူးဆိုတာလေးကိုချက်ပြောပြခြင်းနဲ့ဒါကြောင့်မို့လို့ဒီချက်ကဒီအိတ်ကလေးကလည်းဒီမှာခုမှပြီးသွားတဲ့တိတ်မကြခင်ကပြီးသွားတဲ့အိတ်ကလေးတစ်လုံးပေါ့နော်မနေ့တနေ့မှပြီးသွားတယ်ဒီမှာဟာလာဒီ shoulder bag ကလေးကတော့ဒီမှာ crazy patchwork နဲ့ဒီချက်ချုပ်ပြထားခြင်းဖြစ်ပါတယ်ဒါလေးကလည်းဒီချက်တို့ကလူငယ်ရောလူကြီးရောအတွက်အဆင်ပြေတယ်ဒီချက်လဲတရားကိုကြိုက်တယ်ဒီချက်ကိုယ်တိုင်လဲလွယ်မယ်ဘာလို့လဲဆိုတော့ဒီချက်တို့ဒီခီးတွေပါသွားတဲ့အခါကျရင်ပတ်ဆိုင်ကရှေ့မှာထားရတဲ့အခါကျတော့ကျတို့ဒီဟာလေးကဇစ်ဖွင့်လိုက်ရုံပဲပေါ့လေနော်ကိုကလွယ်မယ်ပြောတယ်အခုသားလေးကတိန်သွားပြီသူ့ကွယ်ရမလို့ပြောဟိုတနေ့ကသူယူတော့မယ်တဲ့ခဏလေးနေပါအောင်လို့ဗီဒီယိုတော့မရိုက်ရသေးဘူးအဲ့တော့ဒီအိတ်ကလေးကလည်းအခုဒီမှာဒီချက်ကတင်နန်းသူဒီချက်စီမှာတင်နန်းတက်ခဲ့ပြီးသားသူတွေအတွက်ကတော့အထူးကြီးလေးနဲ့ဒီချက်ပေးနေတယ်ဖြစ်ပါတယ်เนาะတင်နန်းအသစ်တက်မဲ့သူအတွက်ကတော့ပုံမှန်တင်နန်းကြီးဖြစ်ပါတယ်ကြီးညာထားပြီးပါပြီအဲ့တော့ဒီချက်ဒီမှာဟလာဒီ patchwork နဲ့ပတ်သက်ပြီးအိတ်ကလေးတွေကတော့ဒီချက်မှာအထူးကြီးလုံးဝမပေးပါဘူး။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒါလေးတွေကတကယ်တင်နန်းနဲ့ဝင်လာတဲ့အခါကျရင်ဘယ်လောက်ထိချုပ်ရတယ်ဘယ်လောက်ထိလုံးရတယ်ဆိုတာကိုယ်တိုင်ချုပ်တဲ့အချိန်ကျရင်တွေ့မြင်ရမှာပါလို့ဒါကြောင့်မို့လို့ဒီ patchwork နဲ့ပတ်သက်တဲ့အိတ်ကလေးတွေအားလုံးကိုဒီချက်မှာအထူးကြီးလုံးဝမပေးပါဘူးလို့ဒီချက်ကြိုတင်ပြီးတော့ကြေညာပေးထားပါတယ်เนาะအဲ့တော့မိမိကဟလာဒီ patchwork လေးတွေကိုမှပဲချုပ်ခြင်းနဲ့စိတ်ဝင်စားတယ်အခြေခံကနေပဲတီတီကြကြသင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီချက်မှာဒီအိတ်အမျိုးအစားအားလုံးကအခြေခံကနေပဲစတင်ပေးထားတဲ့အတွက်မတက်မှာလုံးဝပူစရာမလိုပါဘူးမိမိကဘယ်အိတ်ကလေးကိုကြိုက်လဲကြိုက်တဲ့အိတ်ကလေးကိုလာတက်လို့ရတယ်လို့ချက်ကပြောပြခြင်းနဲ့ဘာကြောင့်လဲဆိုတော့ချက်အိတ်တိုင်းမှာအခြေခံကနေပဲစတင်ပေးတယ်เนาะအဲ့ဒါလေးကတော့တင်နန်းနဲ့ရောက်လာတဲ့သူတွေအားလုံးကတော့တည်ပြီးသားဖြစ်ပါတယ်လို့ပြောပြခြင်းပါတယ်ကျေးဇူးတင်ပါတယ်ရှင်နိုင်ဆန်းမေနီလာကွေးပါရှင်လေးအရန်တိုက်